ဆိုတော့ဒီနေ့လုံးမဲ့ဗီဒီယိုကကျွန်တော်လုပ်နေတဲ့ဗီဒီယိုကျွန်တော်တူပေါ့နော်ဒီဗီဒီယိုကတော့ဘယ်လိုအတွက်ဖြစ်မလဲဆိုရင်color race တွေအတွက်ဖြစ်မှာပေါ့ okay 6ပြောနေတာ title ကိုဖတ်ပြီးတော့ဗီဒီယိုကြည့်နေကြရမလား okay ဆိုတော့စကားမများပဲစိုက်ကြတာပါလားဘာလို့ကျွန်တော်ဒီနေ့ဒီဗီဒီယိုက color race အတွက်လို့ပြောရတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ်အကြောင်းအရာတစ်ခုကကြတော့ plugin တစ်ခုပေါ့နော်ဘာ plugin လဲဆိုတော့ DNSR လို့ခေါ်တဲ့ဒီ flame emulation plugin ဒီ DNSR ကကြတော့တခြား plugin တွေတခြား LED တွေနဲ့မတူတာဘာလို့လဲဆိုတော့သူ့ဟာက basically plugin မို့လို့ပေါ့နော် LED မဟုတ်ဘူးLED ကကြတော့ကျွန်တော်တို့ဒီအလွယ်တကူဒီ color node တစ်ခုပေါ်မှာတော့မဟုတ် adjustment layer တစ်ခုပေါ်မှာဆွဲတင်လိုက်ရင်သူက color grade ပြီးသားဖြစ်သွားပြီမယ်ဒီကောင်ကကြတော့ဒီ DaVinci Resolve ဖြစ်ဖြစ် Final Cut ဖြစ်ဖြစ် Premiere Pro ဖြစ်ဖြစ်တခြား Lightroom တွေပါရောသူတို့ support ပေးရဲ့ app တွေထဲမှာကိုကြိုက်ရင်ကြိုက်တယ်လို့မျိုးဘယ်လိုပြောမလဲလိုချင်တဲ့ result ရအောင်ကိုကြိုက်တယ်လို့ကလီလို့ရတဲ့ plugin မျိုးပေါ့နော်ဆိုတော့ဒီ plugin ကကျွန်တော်ခုနကပြောခဲ့လိုမျိုးပဲ DaVinci Resolve Adobe Premiere Pro Adobe Lightroom Final Cut Pro နဲ့ခြားediting software တွေတော့ကိုသူ support လုပ်တယ်ပေါ့နော်ဆိုတော့ဒါမဲ့ကျွန်တော်အခုကကျွန်တော်ဒီမှာ DaVinci Resolve ကို main သုံးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီ DaVinci Resolve နဲ့ပဲအိတ်ဆက်မဲ့ပြပါပါပဲ okay ဆိုတော့စကားရေးဆက်မဲ့ပြောပဲနဲ့DNSR အကြောင်းဆက်လိုက်ကြတာပေါ့ပထမဆုံးအနေနဲ့ DNSR ဆိုတာဘာလဲမသိတဲ့သူတွေအတွက်ကိုကျွန်တော် DNSR ကဘာလဲဆိုတော့ကျွန်တော်အရင်ဆုံးရှင်းပြပေးပါမယ်ပေါ့နော် DNSR ကဘာကြီးလဲဆိုရင်ကျွန်တော်ခုနကပြောခဲ့လိုမျိုးပဲDNSR က plugin တစ်ခုပေါ့နော်သူကဒီကိုသုံးတဲ့ editing software တွေထဲမှာအဲ့ကောင်ဆွဲထည့်လိုက်တာနဲ့သူစီမှာကြိုက်တဲ့flame emulation တွေ flame stock တွေ flame print profile တွေ grain တွေ halation တွေအများကြီးပဲပေါ့ဗျာ flame look တစ်ခုကောင်းကောင်းရအောင် emulate လုပ်လို့ရတဲ့ plugin တစ်ခုလို့ပြောရမှာပေါ့ဆိုတော့ DNSR ကဘာလဲဆိုတော့အချင်းချင်းသိသွားပြီဆိုတော့ကျွန်တော်တို့ဒီ DaVinci Resolve ထဲတွားလိုက်ကြတာOkay ဆိုတော့ကျွန်တော်အခုဒီ DaVinci Resolve ထဲကဒီ color page ကိုရောက်သွားပြီဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ဒီDNSR ကို install လုပ်ပြီးသွားရင်ပေါ့နော်ဒီ library အောက်ဆုံးကိုဆွဲချလိုက်ရင်ဒီ flame emulation ဆိုတဲ့ title အောက်မှာDNSR Pro ဆိုပြီးတော့ on နေမှာပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ဒီ color grade လုပ်မဲ့ note ထဲကိုကျွန်တော်ဆွဲထည့်လိုက်တာနဲ့ပထမဆုံးပေါ်လာမယ့်ဟာကြတော့ပြောင်းသွားမယ်ပေါ့နော်တစ်ခုဖြစ်သွားလိမ့်မယ်ဘာမှမလုပ်ရသေးတစ်ခုဖြစ်သွားဆိုတော့ panic တော့မဖြစ်နဲ့ပေါ့နော်ကျွန်တော်တို့ဒီအောက်ဆုံးကို scroll ပြီးတော့disable auto နှိပ်လိုက်တာ disable auto လုပ်ပြီးသွားတာနဲ့ကျွန်တော်အခုပထမဆုံးပြောင်းနေတာကြတော့ကျွန်တော်ဒီ DNSR ရဲ့ source ပေါ့နော်ဒီ source ကကြတော့ကျွန်တော် Rec 709 clip ကို grade မယ်ဆိုရင်တော့ Rec 709တိုင်းပဲထားရလို့ရတယ်သို့မဟုတ် Rec 2020မှာ grade မလားသို့မဟုတ် Apple Gamma grade မလားကျွန်တော်တို့ဒီ source မှာအများကြီးရွေးလို့ရတယ်ဗျာ choose camera ကနေပြီးတော့ကျွန်တော်တို့ရိုက်ခဲ့တဲ့ camera ကိုရွေးပြီးတော့ကျွန်တော်တို့ရိုက်ခဲ့တဲ့ color mode တို့ gamma mode တို့ရွေးပြီးတော့တခါတည်းဒီ DNSR ထဲမှာ color correct လုပ်လို့ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော် DNSR ထဲမှာမလုပ်ဘဲကျွန်တော်ကအပြင်မှာတက် color node နဲ့လုပ်ပြီးသားမို့လို့ကျွန်တော်တို့အဲ့ဒါကိုထားလိုက်တော့မယ် okay ဆိုတော့ကျွန်တော်အခုဒီမှာDaVinci webcam ကိုကျွန်တော်ပြောင်းပြီးသွားတော့ကျွန်တော်ဒီ DNSR ထဲမှာပါတဲ့ဟာတွေကိုကျွန်တော်အကြမ်းဖျင်းရှင်းပြရှင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ခုနကကြီးခဲ့တဲ့ဟာကျတော့သူ့ရဲ့ input section ပေါ့ input section မှာကျွန်တော်ခုန input color switch တွေရွေးလို့ရမယ် input မှာtemperature control တွေ exposure control တွေdifference တွေရွေးလို့ရမယ်ပေါ့နော်ကိုယ့်ကိုကြိုက်လို့ click လို့ရမယ်ကျွန်တော်တို့ဒီ input ကိုအောက်ကိုဆက်ကြည့်လိုက်တာနဲ့ကျွန်တော်တို့ဒီ flame developer တို့မှာ flame တို့ flame compression flame expand flame print profile color head flame grain halation bloom အများကြီးတွေ့ရမှာပေါ့နော် complete flame look တစ်ခုရအောင် create လုပ်လို့ရတဲ့ option တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါကကို creative ဖြစ်တဲ့လောက်သူ့ရဲ့ပေးရတဲ့ tools တွေကိုတုံးပြီးကျွန်တော် creative ဖြစ်အောင် color grade လုပ်လို့ရတယ်ပေါ့ဒီအားကျတော့ကျွန်တော် first look review ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အရင် in depth detail တော့မရှင်းပြသေးဘူးဒီ plugin ကိုin depth detailကျွန်တော်ရှင်းပြစေချင်တယ်ဆိုရင်ကျွန်တော် comment မှာရေးပေးခဲ့လို့ရပါတယ်။ By the way ဒီခုပြောချင်တာကကျွန်တော်က professional colorist မဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြောတာတခုမှားသွားတယ်ဆိုရင် comment မှာကျွန်တော်ကိုထောက်ပြဝေဖန်လို့ရပါတယ်။ဆိုတော့ကျွန်တော်အခုဒီ project မှာဒီ clip မှာပေါ့နော်ကျွန်တော်သုံးညင်တဲ့flame stock ကကျတော့ကျွန်တော်ဒီ Kodak ရဲ့ Supra 100 flame stock ကိုကျွန်တော်သုံးရမှာနော်။သုံးခဲ့တဲ့ဒီတစ်ပတ်လောက်မှာကျွန်တော်ဘယ်လိုပြောမလဲ clip တစ်လောက်ပေါ့ဒီFuji print film profile နဲ့ Fuji flame stock နဲ့တွဲသုံးတာလည်းကောင်းတယ်။ Kodak ချင်းတွဲသုံးတာလည်းကောင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အခုလောလောဆယ်အကြိုက်တွေ့နေရကြတော့ဒီ Fuji film print profile ကိုသုံးပြီးတော့ flame stock ကိုကြတော့ကျွန်တော် Kodak ထဲက flame stock ကိုတွားရွေးတာနည်းနည်းဘယ်လိုပြောမလဲလောလောဆယ် personal taste လေးကြိုက်နေအဲ့ဒါလေးအကြိုက်တွေ့နေတယ်ပေါ့နော် okayဆိုတော့အခုလောလောဆယ်ကျွန်တော်ဒီမှာပြရတဲ့အတိုင်းSupra 100ကိုကျွန်တော်သုံးပါမှာနော်ပြီးတော့ဒီနေရာမှာဒီ flame stock ကိုကျွန်တော် push and pull ဒီ exposure push and pull လုပ်လို့ရမယ်ဆိုတော့ကျွန်တော်အခု flame print profile ရေးပြီးသွားပြီ flame stock ကိုရေးပြီးသွားပြီဆိုတော့ကျွန်တော်ဘာလုပ်ချင်လဲဆိုတော့ကျွန်တော် flame compression ကိုကျွန်တော်သွားချင်ပါတယ် flame compression ကကြတော့ဘာလဲဆိုတော့သူ့နာမည်တိုင်းမှာ compress လုပ်လိုက်တာပေါ့နော် highlight တွေကို compress လုပ်ပေးတာအဲ့ဒါမျိုးကျွန်တော်ဘယ်လိုပြောမလဲသူ့ရဲ့ဒီ flame look ကိုနည်းနည်းလေးပို့ပြီးတော့ကျွန်တော်နည်းနည်း air ဖက်ကိုကျွန်တော်ပို့သွားချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုဒီမှာ flame compression ကိုနှိပ်လိုက်တာနဲ့ဒီကားမှာမြင်နေရတဲ့ဒီနေရာလေးတွေအဖြူလေးနည်းနည်း compress ဖြစ်သွားမှာပေါ့ဗျာအဲ့ဒါမှဘယ်လိုပြောမလဲ choke clip တွေမှာဆိုအရန်ကြီးကိုဖြူဖွေးပြီးတော့ဟိုအရန် blurry ဖြစ်သွားတယ်ဆိုရင်ကျွန်တော်ဒီမှာ impact ကို short လို့ရတယ်လို့ကျွန်တော်ဒီ white point ကိုလည်းကိုလိုတလောက်ထားလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီလောက်ပဲထားလိုက်တော့မယ် okay
အဲ့ဒါအောင်မှာကျွန်တော်တို့ဒီအောက်မှာ expand နဲ့ဝင်ပြီးတော့ဒီကျွန်တော် black point နဲ့ white point ကိုကျွန်တော် expand လုပ်မလားမလုပ်မလားဆိုတော့ကျွန်တော်တို့လည်းရွေးလို့ရပါဒါပေမဲ့များသောအားဖြင့်ကျွန်တော်ဒါတော့ disable လုပ်ထားများပါတယ်ဆိုတော့ကျွန်တော်အခု frame ကိုကြည့်ရတော့ color နည်းနည်းမွဲ66ပုံစံဖြစ်နေတယ်ပေါ့နော် color နည်းနည်းမွဲ66ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ဒီ film stock အပေါ်ကိုတွားလိုက်ကျွန်တော်တို့ဒီ film developer ဆိုတာရှိတယ်အဲ့ developer setting ထဲမှာကျွန်တော် enable လုပ်ပြီးတော့ကျွန်တော်ဒီ color boost ဆိုကျွန်တော်နည်းနည်းဆွဲတင်လိုက်ပါတော့နော်မြင်ရတဲ့အတိုင်းပဲကျွန်တော်တို့မှာ color လေးနည်းနည်းတက်လာပြီဒီညမှာတစ်ခုဖြတ်ပြောချင်တာကကျွန်တော်တို့ဒီ color boost ဆွဲတင်တာ saturation ဆွဲတင်တာနဲ့မတူဘူးပေါ့နော် color boost ကကြတော့နည်းနည်း desaturation ဖြစ်နေတဲ့ color ကိုကျွန်တော်က color boost လုပ်ပေးတာဖြစ်ပြီးတော့ saturation ကြတော့ဒီ frame ထဲမှာရှိသမျှ color တွေအားလုံး saturate ဖြစ်သွားအောင်လုပ်ပေးရပါတော့အသေးစိတ်ကိုတော့ YouTube မှာ tutorial လိုက်ရှာကြည့်လို့ရပါတယ် Okay ဆိုတော့ကျွန်တော်ဒီ color boost ကိုဒါလောက်ပဲထားလိုက်တော့မယ်ပြီးရင်ဒီပေါ်မှာ gamma correction တို့ contrast boost တို့လိုရင်းပေါ့နော် contrast boost ရင်လည်း boost ဆိုရသေးရပေါ့နော်ဆိုတော့ကျွန်တော်ကတော့contrast လေးကိုပလေး boost ဆိုင်ပါမယ်ပြီးရင်ကျွန်တော်ဒီအောက်က film print တွေကိုပြန်သွားမယ်ပေါ့နော်ကျွန်တော်ရဲ့ workflow ရပါ film print ကိုပြန်သွားလိုက်ပြီးရင်ဒီမှာ target white ဆိုတာရှိတယ် target white ကြတော့ဒီဘယ်ဘက်ကိုဆွဲရင် warm tone ဖြစ်ပြီးတော့ညာဘက်ကိုဆွဲရင် cool tone ဖြစ်သွားမှာပေါ့ဆိုတော့များသောအားဖြင့်အခုကျွန်တော်ကတော့များသောအားဖြင့် cool tone ဘက်ကိုသွားတယ်ဒါပေမဲ့ဒီနေ့ဒီ video မှာကျွန်တော်စဉ်းစားတာနည်းနည်းလေး one tone ဖတ်သွားမှာဆိုတော့ကျွန်တော်ဘယ်ဘက်လေးနည်းနည်းရွှေ့လိုက်မယ်ပေါ့နော်ပြီးတော့ရိုက်ထားတာလည်းနည်းနည်းညနေဆောင်ပုံစံလောက်ဆိုတော့အဲ့လောက် look ကိုကျွန်တော်ပြန်ပြီး recreate လုပ်ချင်တာပေါ့ okay ဆိုတော့ကျွန်တော်အခုဒီမှာ tone နဲ့ contrast တွေကိုလည်းပလေးတင်လိုက်မှာပေါ့နော်ဒီနေရာမှာလည်းသူက color boost ဆိုမျိုးပဲ color density သူဘယ်လိုပြောမလဲ color လေးနည်းနည်းတိတ်သီးစားအဲ့လိုမြင့်သွားအောင်လို့ color density လေးလည်းတင်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလောက်နဲ့လောလောဆယ်ဒီ frame တော်တော်လေးကြိုင်နေအဆင်ပြေနေပြီ okay ဆိုတော့ကျွန်တော်အခုဒီအပေါ်မှာ clip ပြီးသွားပြီဆိုတော့ကျွန်တော် color head အကြောင်းကျွန်တော်ပြောမှာနော် color head ကကြာတော့နည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်သူကLightroom ထဲမှာဆိုရင်အောက်ဆုံးမှာ basically RGB channel တစ်ခုချင်းစီကိုကျွန်တော်ကြိုက်တယ်လို့ click လို့ရရပုံစံမျိုးပေါ့နော်ဆိုတော့ဒီ DN ဆိုင်ထဲမှာလည်းဒီလိုမျိုးလုပ်လို့ရရပါတော့ဆိုတော့ဥပမာပြောရမယ်ဆိုရင်ဒီ color head ကို enable လုပ်ပြီးတော့ကျွန်တော်yellow dash blue ကိုကျွန်တော် click မယ်ဆိုရင် yellow ဘက်ကိုရှင်းမယ်ဆိုရင် blue တွေ yellow ဖြစ်သွားတယ်ပေါ့နော် obviously blue ဘက်ကိုရှင်းမယ်ဆိုရင်အကုန် blue ရတယ်ပေါ့နော်ဆိုတော့ basically ဒီ RGB channel 3ခုကိုသူ့ရဲ့စက်ညင်ဘက် color တွေနဲ့ click လို့ရတာပေါ့ဆိုတော့များသောအားဖြင့်ကျွန်တော်ကတော့ဒီအရာတွေကိုမ click ရများဆိုတော့ကျွန်တော်ဒါကိုလည်း disable ထားလိုက်မယ်ပြီးွားရင်အားလုံး3နှစ်3ထရှိတဲ့3နှစ်3ထမရှိဘူးဆိုရင်တော့မြန်မာတမ်းမိနေတဲ့ film grain လာပါပြီ enable လောက်လိုက်တာနဲ့သူ့မှာ profile ရှိပြီလား profile ထဲမှာ35mm print film ဟိုမှာဒီ ISO 250နဲ့သွားမလား50နဲ့သွားမလား500နဲ့သွားမလားအဲ့လိုမျိုး preset တွေရှိပြီးသားပါเนาะအဲ့ preset တွေမှာကွာမကြိုက်ဘူး click ချင်တယ်ဆိုရင်အပေါ်ဆုံးမှာ custom ကိုရွေးပြီးတော့ကျွန်တော်ဒီမှာကိုကြိုက်တယ်ကျွန်တော်နည်းနည်း zoom လိုက်မယ်ဆိုရင်ဒီမှာကိုကြိုက်တဲ့ဒီ grain size grain amount ပြီးတော့ဒီ film ရဲ့ resolution ချမလားတိုးမလားအဲ့ဒါကိုလည်း click လို့ရတယ်ပြီးတော့shadow metal highlight နဲ့ဒီ chroma value တွေကိုပါကျွန်တော် click လို့ရတယ်เนาะ shadow ကများများပါမလား etc ပေါ့လောဆယ် project မှာတော့သူ့ရဲ့ default ပေးထားတဲ့ဒီ 35mm ISO 250နဲ့အဆင်ပြေနေတဲ့အတွက်ကြောင့်ကျွန်တော်ဒီတိုင်းလေးပဲထားလိုက်မယ်ပေါ့နော် film grain ရဲ့အောက်ကိုကျွန်တော်ဆက်ကြည့်နိုင်မယ်ဆိုရင်ဒီ film ရဲ့ဘယ်လိုပြောရမလဲ unique look တစ်ခုဖြစ်တဲ့ halation ပေါ့နော် halation ကျွန်တော် enable လုပ်လိုက်မယ်ဆိုရင်နည်းနည်းလေး temperature လေးဝါသွားတာကိုတွေ့ရမယ်ပေါ့နော်ဒါပေမဲ့ actually အဲ့ဒါ white balance ပြောင်းတာမဟုတ်ပါဘူး halation ကဘာလုပ်တာလဲဆိုတော့ကျွန်တော်ဒီ highlight တွေရဲ့ another ဒီ edge လေးတွေမှာနည်းနည်းလေးဘယ်လိုပြောရမလဲလိမ်မော်အောင် edge light ပုံစံမျိုးထွက်လာပါတော့ကျွန်တော်လည်း technical တန်းသိချာမရှင်းပြတတ်ဘူးဆိုတော့မပိုင်ခွင့်လုပ်ပေးကြပါ halation မှာလည်းကျွန်တော်ခုနပြောခဲ့လို့ပဲ film grain မှာလည်းပဲသူက8mm film 16mm film 35mm 65mm film တို့ရဲ့ဒီ halation ဘယ်လိုပြောလဲသူတို့ရဲ့သဘောတော့သူတို့ရဲ့ light တဲ့ film preset တွေ profile တွေရှိပြီးသားပေါ့နော်အဲ့ဒါမှမကြိုက်ဘူးဆိုရင်ခုန grain လိုမျိုးပဲကျွန်တော် custom နဲ့ကိုသွားပြီးတော့ကျွန်တော် background grain ဘယ်လောက်ထားမယ် smoothness ဘယ်လောက်လိုချင်လဲ diffusion ဘယ်လောက်လိုချင်လဲhue ကဘယ် color ထားပါတော့ default ကတော့ orange ပေါ့နော် orange ကိုမလိုချင်မဲ့ကျွန်တော် hue တွေပါရှောက်ပြောင်းမှဆိုလဲပြောင်းလို့ရတယ်ပေါ့နော်အခုလောလောဆယ်ဒီ project မှာတော့ကျွန်တော်လောလောဆယ် 60mm super 16ကိုကျွန်တော်အဲ့ဒါနဲ့ပဲတောက်လိုက်ပါမယ် bloom ကကြတော့ basically highlight diffuse လုပ်တဲ့ပုံစံမျိုးပေါ့နော်နည်းနည်းလေး bloom ဖြစ်သွားမယ်ပေါ့ frame လေးရ okay အဲ့ဒါကိုကျွန်တော် enable လုပ်လိုက်ပြီးရင်ဆိုရင်ဒီကားပေါ်မှာအဓိကမြင်ရမှာပေါ့နော်ဒီနေရာတွေမှာ highlight တွေနည်းနည်းလေး bloom ဖြစ်သွားလိမ့်မယ်ဒီနောက်ကကောင်းကင်တွေမှာလည်းတွေ့ရလိမ့်မယ်ပေါ့နော်ဒီ bloom ကိုလည်းကျွန်တော်ဒီမှာပေးရတဲ့ preset တွေလိုပဲ 8mm ရွေးမယ်ဆိုရင်တော်တော်လေး bloom ထောက်ရတာတွေ့ရမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်က bloom ကိုအရင်မလို့ကျွန်တော်ကြောက်မလို့ဒီ 65mm/70mm option ရွေးလိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီ film damage အောက်ကိုဆက်ကြည့်မယ်ဆိုရင်ဒီကျွန်တော်ဒီ 35mm တို့ 8mm တို့ဒီ film ရဲ့ frame ကိုမှာထည့်လိုက်ရတဲ့ option တွေပါသေးရပေါ့နော်အဲ့ဒါကြီးလည်းကိုကြိုက်ရင်ကြိုက်တယ်လို့ creative ဖြစ်တဲ့လောက်ကျွန်တော်လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုရှေ့မှာပြခဲ့တဲ့ဒီ sample clip တွေလိုမျိုးပဲပေါ့နော်တခုနဲ့တခု color မတူအောင် grade လုပ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်ဒီ result ထဲမှာဆိုရင်တူတဲ့ scene တွေသို့မဟုတ်တူတဲ့ clip တွေကိုကျွန်တော် group ပြီးတော့အဲ့ group ထဲမှာ de-enhancer နှုတ်ထည့်ပြီးတော့ color grade လုပ်လို့ရပါတယ် okay ဆိုတော့ကျွန်တော်အခုဒီ de-enhancer ကိုအကြမ်းဖြင်းရှင်းပြပြီးပြီဆိုတော့ de-enhancer ကိုဘယ်လိုလူတွေသုံးနေလဲဆိုတော့ကျွန်တော်
အကြမ်းမြပြောပြသွားပါပါဆိုတော့ကျွန်တော်အခုဒီ DNSR ဆိုတာဘာကြီးလဲ DNSR ကိုဘယ်လိုသုံးရလဲ DNSR ကိုကျွန်တော်ဘယ်လိုသုံးလဲဆိုတာကိုရှင်းပြသွားပြီးတော့ဒီ DNSR ကိုဘယ်လိုလူတွေသုံးနေလဲဆိုတာကိုကျွန်တော်တစ်ချက်ပြောပြသွားပေးပါမယ်ဘယ်လိုလူတွေပေါ့နော်ဘယ်လိုလူတွေဒီ DNSR ကိုဝယ်သင့်လဲဆိုတော့စင်လုတ်ရဖို့ဥတီသွားနေတဲ့ editor တွေ colorist တွေဒီဟာမျိုးဝယ်သင့်တယ်ပေါ့နော် colorist တွေအနေနဲ့ဝယ်မယ်ဆိုရင်လည်းဒီ plugin က colorist တွေလုံးဝစိတ်ကြိုက်ကလီလို့ရမယ်ဒီ plugin ရဲ့ look ပေါ်မူတည်ပြီးတော့ကွာကိုဘယ်လိုပြောမလဲအပြင်မှာဘယ်လိုပြောမလဲတက် note တစ်ခုနဲ့mask တွေပါချပြီးကိုတီးလောက်တက်တော့ creative ဖြစ်တော့ထပ်ပြီးတော့ကွန်လို့ရတယ်ပေါ့နော်ဒီ color တွေကို base လုပ်ပြီးပေါ့ဒီ DNSR plugin ဝယ်မယ်ဆိုရင်ဒီ DNSR ရဲ့ website ကိုတွားပြီးတော့အောက်မှာ link ချပေးရတယ်သူ့ရဲ့ဒီ website ကိုတွားပြီးတော့ဒီ plugin တွေအများကြီးရှိရပါတော့အဲ့ဒီမှာဘယ်လိုလဲ halation ကြီးပဲတီးတန့်ဝယ်မလား bloom ကြီးပဲတီးတန့်ဝယ်မလားသို့မဟုတ်flame grain ပဲတီးတန့်ဝယ်မလားဒါမှမဟုတ် DNSR light ဆိုရပြီးတော့ version တစ်ခုလည်းရှိတယ်ပေါ့နော်ဒါမှမဟုတ်အကုန်လုံးခုနကကျွန်တော်ပြောခဲ့တဲ့ all in one ပါတဲ့ DNSR Pro ဆိုတဲ့ plugin ဝယ်မလားပေါ့နော်အဲ့မျိုးရှိရပေါ့နော်ပြောရမယ်ဆိုရင် DNSR Pro ဝယ်လိုက်တာတော့အတန်ဆုံးပေါ့ဒါပေမဲ့ကိုက grain လောက်ပဲလိုချင်တယ်halation လောက်ပဲလိုချင်တယ် bloom လောက်လေးပဲလိုချင်တယ်အဲ့မျိုးဆိုရင်ကိုယ့်ကိုကြိုက်လို့ရွေးပြီးတော့ဝယ်လို့ရတယ်ပေါ့နော်ဆိုတော့နောက်ဆုံးပိတ်ညီကုန်းချုပ် recap ပြန်ပြောရမယ်ဆိုရင်ဒီ DNSR plugin ကကျွန်တော်ဟိုးရှင်းမှာပြောခဲ့တဲ့လိုမျိုးပဲcreative ဖြစ်ရင်ဖြစ်တဲ့လောက် click လို့ရတဲ့ plugin တစ်ခုပေါ့နော်ကိုကအများကြီး click မယ်ကိုကဒီဟာကိုပဲ design မတ်တေချာလုပ်ပြီးတော့ဒီလိုအလုပ်တွေလုပ်နေရတာကိုရဲ့ main job income တစ်ခုရှိနေရဆိုရင်တော့ lifetime ဟာပဲဝယ်လိုက်ပေါ့အဲ့ဒါမှာကျွန်တော်ခုနပြောခဲ့လို့ 2 seat ပါမယ်အဲ့ဒါမှာ window တစ်လုံး mic တစ်လုံးသုံးလားတော့ mic နှလုံးသုံးလား window နှလုံးသုံးလားကိုစိတ်တိုက်သုံးလို့ရတယ်ပေါ့နော်ဆိုတော့ကြည့်နေတဲ့သူတွေဒီ DNSR တွေက plugin တစ်ခုကိုဝယ်မယ်ဆိုရင်ကျွန်တော်ဒီ Jasmine 27ဆိုတဲ့ကုတ်ကိုသုံးပြီးတော့ 10% discount ယူမမေ့ရပါတော့ Okay ဆိုတော့ကျွန်တော်ဒီနေ့ပြောပြတဲ့ဒီ DNSR plugin ရဲ့ဒီ first impression review video လေးကတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်ဒီ DNSR plugin ကိုစမ်းသုံးခွင့်ပေးရဲ့ DNSR team ကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နောက်ပိုင်းဒီကျွန်တော် channel မှာDNSR နဲ့ပတ်သက်တဲ့အကြောင်းတွေပို့ပြီးတော့တင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီ YouTube channel နဲ့ Facebook page ကို like and subscribe လေးလုပ်ဖို့မိတိုင်အခမ်းလိုက်ပါတယ်ဆိုတော့ DNSR သုံးမှုတဲ့သူတွေရှိရင်လည်းအောက်မှာမှန်းခဲ့လို့ရပါတော့အတွေ့အကြုံတွေဘာတွေညာတွေရှိရင်မှန်းခဲ့လို့ရပါတယ်ကျွန်တော်ဒီမှာပြောပြသွားမှားရဆိုရင်ကျွန်တော် comment ထဲမှာဝေပေးလို့ရပါတယ် Okay ဆိုတော့နောက်ထပ် video တော့ပြန်တွေ့ရပါbye bye